ကြားနေတာကိုရင်ကုန်ရမယ်ကျမရဲ့ကလေးစားတော့မကုန်အခုကတရင်ကျွတ်ပိတ်ရတယ်ဆိုတော့အရန်လဲပြင်းနေရနဲ့ရေးသားဟောင်းနေကြောင်းပြောပြမယ်ကျမကခေမာဝင်းဖန်ဖြစ်တဲ့အတွက်သူတို့ကိုနာမည်ပေးမယ်ကျမ3ယောက်ပြောပြမယ်နော်ဓမ္မတစ်ယောက်ကကိုချူစားလို့ပေးလိုက်မယ်နော်ကိုချူစားကသူကကျမနဲ့ကြိုက်တာဘလောင်းမှလည်းမကြသေးပဲနဲ့ပေါ့နော်ကျမစီကနေပတ်စံလေးတောင်းတာပေါ့တည်ရမလားကိုဟိုဟာလေးလို့ကိုဒီဟာလေးလို့ပေါ့တည်လားအမြဲတမ်းတောင်းတယ်ကျမလွှဲပြီးရပေါ့နော်ပြောမယ်ဆိုရင်ကျမလင်းချစ်ခင်တင်တာယူဆိုတော့ကျမပေးပြတာပေါ့ဒါကျမရဲ့မုတ်ဘူးရှိသမျှမုတ်ဘူးရသမျှမုတ်ဘူးအကုန်လုံးကျမလွှဲပြတယ်သူကလည်းရာမန်းတီတော့တောင်းတယ်ကျမလည်းပေးတယ်အဲ့ဒါနဲ့သူကတနေ့လဲကြာအောင်ဘလို့ပြောလဲဆိုတော့ကိုကူရဲ့တဲ့တငယ်ချင်းတယောက်ကတဲ့အကောင်မလေးနဲ့ကြိုက်ပြီးတော့တဲ့ကောင်မလေးတယောက်နဲ့သူကြိုက်ပြီးတော့ပေါ့အကောင်မလေးရတဲ့ကိုကူရဲ့တငယ်ချင်းကိုတဲ့ဖောက်ပြန်သွားလို့တဲ့အဲ့ဒါတဲ့သူကကလေးသားချေပေးရမှာတဲ့ဟဲ့ဘလို့လဲပေါ့အမအဲ့တော့ကျတော့အမေစပြီးတော့အမရီးတဲ့ဟာကစားဆိုတယ်မကိုတီတာကပါပေါ့ကိုတီတာပထမကိုအကုန်မှန်ဟဲ့ကိုကတော့အဲ့လောက်တောင်မှပေါ့ကိုကအဲ့လောက်တောင်မှလုပ်ပြီးရလို့လာပေါ့အဲ့ဒါကိုလုပ်ပြီးရမှာတဲ့အဲ့ဒါတဲ့သူကအခြေဆုံးတော့ငယ်သူအသေးခွဲသွားတာတဲ့ကျမယုံနေနော်ကျမကိုတိတ်အချိန်မပေးတော့ဘူး तू ကအချိန်လုံးအကောင်မနဲ့ပဲ तू ကစကားတွေပြောနေတာပေါ့ပြီးတော့သူနဲ့ကျမနဲ့က LDRS အပြင်မှာတွေ့ဘူးတာမှာ2ခေါက်3ခေါက် तू ကတောင်ဘက်ကအဲ့ဒါနဲ့အဲ့ကောင်မကိုပဲအချိန်နေအဲ့တနေ့လဲကြာကျမလည်းအရန်လွမ်းလို့ပေါ့နော်အဲ့တော့ကိုတို့မတွေ့ရကြပြီလို့ baby တို့ဗီဒီယိုကောလေးပြောအောင်လို့ပြောတယ်ကျမဘလို့ဟမ်အဲ့ဘယ်လိုဖြစ်ရတာလဲပေါ့အဲ့ကျမလည်းစိတ်ညစ်ပြီဘာလို့လဲလောက်တာလဲလို့ကျမမဟုတ်ဘူးလေကိုအားတယ်ကိုတငယ်ချင်းအတွက်တဲ့ तू ကကလန်စားချိတ်ပြီးနေကိုတကယ်ချစ်မိသွားလို့လေကျမနွားမကြီးပေါ့ဒီလားကျမအဲ့တော့နေတရားလူပြရလေကိုလည်းမလုပ်ရနဲ့အဲ့ကျမလည်းနောက်တော့ထားလိုက်တယ်ပေါ့ကျမလည်းအဲ့တော့ကျမငငယ်လေးဆိုကလေးစားကြည့်ချင်တာနောက်တော့ထားလိုက်တယ်နောက်တစ်ယောက်ကကျမကအချစ်ခံရတယ်လို့ပြောရမလားဘယ်လိုပြောမသိ तू ကွယ်ဘလောက်တောက်စစ်ဆန်တယ်လဲဆိုရင်သူ့ကျမကိုတောက်စစ်လို့နာမည်ပေးအရန်တောက်စစ်ဆန်လို့ကိုတောက်စစ်လို့နာမည်ပေးလိုက်မယ်အဲ့ဒီကိုတောက်စစ်ကကျမဘာလို့သူကသိကျင်တယ်ကျမထမင်းစားရင်တော့မထမင်းဖက်တဲ့စီစားလဲသူသိကျင်တယ်မသိရင်စစ်ကုတ်ဖြစ်တယ် तू အဲ့နဲ့ကျမကိစ္စသေးသေးလေးကြောက်ကျမမပြောပြဖြစ်ဘူးကွာသိတာဘာမှအရေးမကြည့်တဲ့ကျမဈေးသွားဝယ်လာအောင်မယ်အိမ်ရှိသွားလိုက်အောင်မယ်အိတ်လိုက်အောင်မယ်ဆိုကျမမပြောပြဘူးပေါ့နော်တဲ့အားကြီးကြတော့လေမပြောပြတဲ့အချိန်တိုင်းမှာလဲအကိစ္စတေးသေးလေးကိုပဲသူကလူကြစကကြီးစကကြဲတွေပြောပြီးကျမနဲ့ရှန်နေဖြစ်တာပေါ့သိတာနောက်ပိုင်းကျဒါမျိုးဆိုမဖြစ်တော့ဘူးလို့ကျမမောင်စကားနားထောင်လိုက်တယ်မောင်စကားနားထောင်ပြင်မယ်ဆိုပြီးတော့အမေကျမအဲ့နဲ့ကြထမင်းစားပြီးသွားပေါ့ကျမကဲထမင်းစားပြီးနောက်မောင်လို့ပို့လိုက်တဲ့အချိန်မှာနေရတယ်ဘာဖြစ်လို့လဲထမင်းမစားခင်မပို့ရလေအေးထမင်းမစားခင်ရတယ်သူထမင်းမစားခင်ထမင်းစားရမယ်ဆိုတဲ့အကြောင်းမပြောလို့ကျမကိုပြတ်သွားကြနင်းကဘလောက်ပြောနားမလဲတဲ့ဟာငါတို့သိမခံနိုင်တော့ဘူးတဲ့ကျမတော်ပြမှုကြီးသွားတယ်မထမင်းမစားခင်မှာသူမပြောလို့ကျမအရန်ကြည့်ပြီးကျမကိုပြတ်သွားကြကျမလုံးငို့တာပေါ့နောက်ဒီလိုအမားကြီးတက်မမာတော့ပါဘူးလို့တောင်းမှန်လဲကျမလက်မခံတော့တော့အဲ့ကျမလည်းကလေးစားချိတ်နေတာနဲ့နောက်တော့ထားလိုက်တာကြားနေတာကိုရင်ကုန်ရမယ်ကျမရဲ့ကလေးစားတော့မကုန်အဲ့နဲ့နောက်တစ်ယောက်ကိုကြတော့ကျမကကိုပွေရှုပ်လို့နာမည်ပေးလိုက်မယ်နော်အဲ့ဒီကိုပွေရှုပ်ကသူကကျမနဲ့တွဲတယ်ပေါ့ကျမကိုချစ်တယ်ဘာညာနဲ့ကျမကလည်းမိန်းကလေးဆိုတော့အင်းပေါ့ပြန်ချစ်ကြတယ်ပေါ့လေအဲ့နဲ့ तू ကဖောက်ပြန်နေရ तू ဖောက်ပြန်နေအောင်ကျမသိပါဘသူနဲ့ဖောက်ပြန်နေရလဲဆိုတော့ကျမနဲ့ကျမဒုတိယလူတွေဖြစ်နေဒုတိယလူဖြစ်အဲ့ဒါကျမစိတ်ကြွားပါကျမဒုတိယလူဖြစ်လို့ကိုစနိုက်ပြောပေါ်ရင်ဟောလို့ချုံနေမှန်းမသိအဲ့ဒါနဲ့ပဲကျမနဲ့နင်တော့အဲ့လိုမျိုးအဆင်မပြေတော့ဘူးနော်ငါနဲ့
သူကျမဒုတိယလူဖြစ်နေအောင် तू ကသူအဲ့လိုမျိုးမဟုတ်ပါဘူးဗောတည်ရမလား तू ကကျမပထမလူအဖြစ်ပြောင်းပေးမယ်ဗောကျမလင်းနာယူလို့ယူနေ तू ကလေကျမတကယ်ချစ်တာပါဗောကျမတကယ်ချစ်တာတဲ့သူရဲ့အဲ့ပထမလူ तू ကတကယ်မချစ်ဘူးတဲ့ကိစ္စကြီးကြောင့်မှတွဲနေရတာဟဲ့ဇလန်းနေစမ်းနာမူဗီတွေစမ်းနေအဲ့နဲ့ကျမလည်းယုံနေဗောကွယ်အဲ့နဲ့အဲ့ဆိုလို့ရှိရင်ဒီအချိန်လေးကဘယ်ချိန်ကြီးပြတ်မှာလဲပေါ့ဘယ်ချိန်မှပြတ်မှာလဲပေါ့ကျမပထမလူဖြစ်ချင်လို့လူနေတာအဲ့နေရအောင်အဲ့နဲ့သူကလည်းဖြတ်မယ်ခဏနေကိစ္စတွေကနည်းနည်းရှိသေးကိစ္စတွေကလွန်ဆန်လို့မရတဲ့ကိစ္စတွေရှိနေသေးတယ်ပေါ့ကျမဆောင်ကျမကတော့တကယ်ချစ်တာတဲ့အဲ့ဒီဟာကတဲ့မလွဲတာတဲ့ကိစ္စတွေရှိလို့သူနဲ့တွဲရတယ်ဒါမဲ့သူ့လေအရင်သူဖြတ်မှာပါတဲ့အဲ့နဲ့ကျမအဲ့ဟိုကိုစနိုက်ကျော်ဘွားရောက်လို့မှန်းကျမတကယ်မသိပါဘူးကွယ်ဒီလားအဲ့နဲ့ကျမတော့လို့ကျမတော့သူ့အရန်ချစ်နေတဲ့အချိန်ဆိုတော့အဲ့လိုဘယ်ချိန်ဖြတ်မှာလဲအဲ့လိုရကောင်းတာမကောင်းဘူးပေါ့နော်ပထမလူတယောက်တော့ကျမဒါမကောင်းတဲ့လောက်ရက်ပေါ့လေမကောင်းတဲ့လောက်ရက်ပါဒါပြန်တွေးမိတိုင်းမှလည်းကျမအရန်နှောင်လိုက်ရတယ်သူကျမအဲ့လိုပြောခဲ့မိတော့တစ်ဖက်မိန်းကလေးပေါ်မှာဟိုဘယ်လိုပြောမလဲမကောင်းတဲ့စိတ်ဖြစ်သွားတယ်ပေါ့နော်မကောင်းတဲ့စိတ်ဆိုတော့သူ့ကိုကျမမြင်လည်းမမြင်ဘူးသိလည်းမသိဒါပေမဲ့ကျမလင်နာယူတဲ့စိတ်နဲ့ပဲကျမသူ့ကိုအဲ့လိုပေါ့ကျမလည်းဘယ်တော့ဖြတ်မှာလဲပေါ့အဲ့နဲ့မဟုတ်တဲ့ခဏလေးပဲတဲ့အဲ့နဲ့ကျမနောက်ပိုင်းကျမကကိုမကောင်းပေါ့နော်ဒီကိစ္စကြီးဒီလုပ်ရက်ကြီးကမကောင်းဆိုတဲ့အတိနဲ့ပဲကျမစိတ်ပြမလုံနာနဲ့ပဲညဖက်ချင်နေငါတော့နည်းနည်းမတွဲနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲကျမလမ်းခွဲခဲ့ကြတယ်ပေါ့နော်လမ်းခွဲခဲ့ကြပါတယ်ကျမကယောက်ျားလေးတာကိုဝင်ကုန်သွားပြီကျမရဲ့ကလေးတာချိတာရဲ့ကုန်မှမဟုတ်ပါဘူးအဲ့နဲ့ကျမထပ်ပြီးတော့မှနောက်တစ်ယောက်ထပ်တွဲတယ်ကျမအခုကလေးတာတော့ချိခွင့်ရပါဘူးကျမအရင်ချစ်ခင်ရပါတယ်ချစ်တွေ့ကျမရဲ့လင်နာယူမှုတွေကိုချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် I love you